လွန်ခဲ့တဲ့နှစ်ပေါင်း2000ကကြီးနိုင်ငံတော်ကြီးဟာတကယ်ကိုလက်ရမြောက်လွန်းလာပါတယ်နှမျောစရာပဲတကယ်ကိုနှမျောစရာကောင်းလာပါတယ်တကယ်လို့ယူယူယွန်သာစောစောစီးစီးမတည်ဆုံးခဲ့ရင်သူမဟာကြီးနိုင်ငံတော်ကြီးကိုဥဆောင်ပြီးပြည်နယ်6ခုလုံးကိုစီးလုံးစေကမြောက်ပိုင်းရိုင်းဆိုင်သူရှုလူမျိုးတွေရဲ့တောင်ဘက်ကျူးကျော်မှုကိုတွန်းလှန်နိုင်ပြီးကွန်တုံးနဲ့ကွန်ရှိဒေတာတွေကိုပြန်လည်သိမ်းပိုက်နိုင်မှာဖြစ်ပါတယ်ကောင်းကင်ကြီးဟာပါရမီရှင်တွေကိုမနာလိုဖြစ်တတ်တာပဲသူမသာရှိရင်လူငယ်များစွာရဲ့ကံကြမ္မာကိုတောင်းလဲပေးနိုင်ခဲ့မှာဖြစ်ပါတယ်ဒီပစ္စည်းကိုကျွန်တော်တို့ငွေတန်း600နဲ့ယူပါမယ်ပြဿနာမရှိပါဘူးမင်းတို့စီမှာတခြားကြီးနိုင်ငံတော်ကြီးရဲ့ရှေးဟောင်းလက်ရာတွေရှိသေးရင်တခြားလူတွေကိုမပြပါနဲ့သူတို့ကဒီပစ္စည်းတွေရဲ့တန်ဖိုးအစစ်အမှန်ကိုမသိကြပါဘူးကျွန်တော်တို့စီပဲလာခဲ့ပါစိမ့်ဆုံနေတဲ့ဟင်းဒီဟင်းရွက်တွေအားလုံးယူမယ်မုံလောင်းနီတွေကိုလည်းအားလုံးယူမယ်ကန်စွန်းဦးအာလူပြောင်းမှုအားလုံးကိုယူပြီးကုန်တင်ကားပေါ်တင်လိုက်ပါအရက်ပိုးသက်စေးတွေးတိတ်စေးပတိခွဲစိတ်တာအားလုံးကိုကျွန်တော်အတွက်ထုတ်ပိုးပေးပါတရုတ်ရိုးရာစာလုံးနဲ့ရိုးရှင်းစာလုံးနှိုင်းရှင်ချက်စရာရှင်းဟွာအဖိတန်အခြေခံကျမ်းမှားရေးလက်ဆွဲစာအုပ်ပြည်သူစစ်လေးကျင့်ရေးလမ်းညွန်စစ်တေနင်္ဂပြူဟာကျမ်းအားလုံးကိုတစ်မျိုးလျင်အုပ်30စီယူမယ်။အိုဖျားသခင်ကျွန်တော်တသက်မှာဒီလောက်များပြတဲ့ရိတ်ခါတွေကိုတခါမှမမြင်ဘူးပါဘူး။အသားတွေပါလားဗိုလ်ချုပ်တာဟာအသားတွေပဲကျွန်တော်တို့အသားညွန်နှံမရတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ဗိုလ်ချုပ်ဒီစာလုံးတွေကကျွန်တော်တို့စာလုံးတွေနဲ့မတူဘူး။ဒါတွေကနတ်ဖျားဘက်ကစာလုံးတွေပဲ။ဒါတွေကရိုးရာစာလုံးကနေရိုးရှင်းအောင်ပြောင်းလဲထားတာဖြစ်တယ်။နောက်မှဒီစရာကိုကြည့်ပြီးမှတ်မိအောင်တင်ယူကြပါ။ဒါတွေကနတ်ဖျားစီကလာတဲ့ကျမ်းစာတွေပဲလူတိုင်းတင်ယူရမယ်။ဗိုလ်ချုပ်ဒီနှစ်ပန်းလုံးကြီးကတိုက်ပွဲတွေမှာဘလို့ကူညီပေးနိုင်တာလဲကျွန်တော်ကိုစာအုပ်တအုပ်လောက်ပေးလို့ရမလားဆရာ။တယောက်ကိုတအုပ်စီရမယ်လူတိုင်းမလူကြနဲ့ဒါကစေးချမ်းပဲတွေးပြက်ဖွယ်ကယောဂကိုဘလို့ကုသမလဲဆိုတာတောင်ရေးထားတယ်ဒီစာအုပ်ရှိရင်ကြီးနိုင်ငံတော်ကဆရာဝန်ကြီးတွေကယောဂကိုကြောက်နေစရာမလိုတော့ဘူးတေချာလေးလာကြပါစေဝါအားလုံးကိုစနစ်တကျဘလို့သုံးရမလဲဆိုတာရှာဖွေကြပါလူသက်တွေကိုတက်နိုင်သမျှများများကဲတင်ပါဟုတ်ကဲ့ဗိုလ်ချုပ်ကျွန်တော်တို့မှာအခုရေးရှိပြီးရိတ်ခါလည်းရှိပြီးစေဝါလည်းရှိနေပါပြီနတ်ဖျားကျွန်တော်မင်းရဲ့ကယူနာကိုဘယ်တော့မှမေးမှာမဟုတ်ပါဘူးကျွန်တော်မျိုးထဲမှာစံပြုတ်ကူတူတာနဲ့ယုံတွေဖွင့်လှစ်ပေးထားတယ်တာမန်ပြည်သူတွေဟာစံပြုတ်တောက်ဖို့တန်းစီနေကြတဲ့စုပ်ပြတ်တဲ့အဝတ်စားတွေဝတ်ဆင်ထားတဲ့အမျိုးသမီးတယောက်ဒါတွေဟာယတနာတွေပဲကျွန်တော်တို့မျိုးထဲမှာရိတ်ခါရှိနေတဲ့အချက်ကိုဖုံးကွယ်ထားလို့မရတော့ဘူးနိုင်ဆိုင်သူတွေဟာမြို့ကိုယူသွစွာလာရောက်တိုက်ခိုက်ကြတော့မှတေချာတယ်ကျွန်တော်တို့ရဲ့ခုခံစစ်တီ2000ဟာရန်သူ3သိန်းကိုတားဆီးနိုင်မှာမဟုတ်ဘူးကျွန်တော်မျိုးရိုးကိုပြုပြင်ဖို့အတွက်ကောက်ညင်းဆန်ထုံးတဲ့အုပ်တွေကိုဝယ်ချင်ပါတယ်လက်နက်တွေလုပ်ဖို့ဂျေးနီတတူရိုင်းလည်းလိုအပ်ပါတယ်ဂျေးနီတတူရိုင်းစာမင်းအတွက်တမ်မနီချောင်းတွေကိုကျွန်တော်လဲလှယ်ပေးပါမယ်တဲ့ပြီးလက်မြင်တဲ့အုပ်တွေကိုသုံးပြီးတိဆောက်ရင်မျိုးရိုးဟာပိုပြီးခိုင်ခန့်လာပါလိမ့်မယ်ပြဿနာကမင်းတို့ခစ်တစ်ဆောက်လို့ရင်းနီလန်းတွေကိုနားလည်နိုင်ပါမလားဒါတွေကဘာပစ္စည်းတွေလဲကြည်စမ်းပါနတ်ဖျားကမျိုးရိုးတိဆောက်ပုံကိုကျွန်တော်တို့ကိုတင် जा ပေးနေတယ်ဒါဟာထူးခြားတဲ့တန်တုံးလားဒါမှမဟုတ်ဖြည့်ဆည်းလို့မရတဲ့တတူလားဒါဟာတမ်မနီပဲတန်ထက်အစားပေါင်းများစွာပိုပြီးမှကြောတဲ့တမ်မနီရှိရင်ကျွန်တော်တို့တကယ်ကိုကောင်းမွန်တဲ့လက်နက်တွေကိုပြုလုပ်နိုင်လိမ့်မယ်ဗိုလ်ချုပ်ဒီတမ်မနီအတုပ်ကိုကျွန်တော်စီပဲလွှဲပေးလိုက်ပါမျိုးထဲမှာရှိတဲ့ပန်းပဲဆရာအားလုံးကိုကျွန်တော်စီရင်သွင်းထားပြီးကျွန်တော်အားလုံးကိုစီစဉ်လိုက်ပါမယ်လူအင်အားကိုတက်နိုင်သမျှများများစုဆောင်းပါလူတွေကိုအိမ်အောင်စုစရင်လိုက်စုဆောင်းပါထမ်းကျင်ပါလူသစ်စုဆောင်းရေးအမိန့်ကိုထုတ်ပြန်လိုက်ပါလက်မှုပညာသည်တွေဟာတလကိုစံနှစ်ပိတာဂျုံမုံတပိတာတရုတ်မုံကြီးနှစ်ထုပ်တစ်နေ့ကိုနှစ်နဲ့နေရာထိုင်ခင်းအခမဲ့ရရှိပါမယ်ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်ကျွန်တော်တို့အခုစစ်သားအသစ်တွေကိုစုဆောင်းနေပါတယ်လူသစ်တွေဟာတလကို15ပိတာဂျုံမုံနှစ်ပိတာဟင်းသီးဟင်းရွက်3ပိတာရရှိပါမယ်ဟုတ်ကဲ့ဗိုလ်ချုပ်ရှေးဟောင်းပစ္စည်းဆိုင်ကအဖိုးကလူယူယွန်ဟာအသက် reset တစ်နှစ်မှာတည်ဆုံးခဲ့တယ်လို့ပြောတယ်ဘာလို့ကျွန်တော်ရင်ထဲမှာဒီလောက်တောင်မွန်းကျက်နေရတာလည်းမဖြစ်ဘူးကျွန်တော်သူမကိုကယ်တင်ရမယ်လူယူယွန်မင်းအိပ်ပျော်နေပြီလားဒီဒုက္ခကနေဘလို့ရုံထွက်မလဲဆိုတာကိုဆွေးနွေးကြရအောင်ယူယွန်လည်းရုံထွက်နိုင်မဲ့နီလန်းကိုစဉ်းစားနေပါတယ်ကျမတို့အခုလူသစ်စုဆောင်းနေပါတယ်စစ်တပ်ထဲဝင်ဖို့ပြည်သူတွေကိုစုဆောင်းနေတာလားကျမတို့စစ်သားအသစ်အများဆုံး2000ပဲရနိုင်မယ်မူလစစ်တီ2000နဲ့ပေါင်းရင်4000နဲ့3သိန်းရင်ဆိုင်ရမှာဆိုတော့ကွာခြားချက်ကကြီးမားလွန်းလာပါတယ်ကျမတို့မှာစစ်လက်နက်ပစ္စည်းကိရိယာတွေလုံလုံလောက်လောက်ရှိရလားဒါလန်တိုင်းချက်ဝတ်တစားလေးနဲ့မြားကျမတို့စီမှာဘယ်လောက်ရှိလဲကျွန်တော်မှာတနက်တွေသာရှိရင်ကောင်းပါပဲဒါပေမဲ့တရုတ်နိုင်ငံမှာအပူပေးလက်နက်တွေကိုတင်းကျပ်စွာထိန်းချုပ်ထားတယ်ချက်ဝတ်တန်စာတစ်စုံကိုငွေ6000ကျော်ကျတင်တယ်လူ4000အတွက်ဆိုရင်စုစုပေါင်းငွေတန်း240ကျတင်မှာဖြစ်တယ်ချက်ဝတ်တစားအစုံ1000ထုတ်လုပ်ပြီးထံမူတာ9000ကြီးတူးလေး100နဲ့တခြားလက်နက်တွေပါပဲတထေးကြီးမင်းကတကယ်ကိုရရောလုံးပါတယ်စုစုပေါင်းကုန်ကျစရိတ်ကငွေတန်း220ဖြစ်တယ်ကျွန်တော်မနှက်ဖြန်ရှေးဟောင်းပစ္စည်းတွေပို့ပြီးရောင်းရမယ်နတ်ဖျားကိုစိတ်ပူအောင်လုပ်မိတာယူယွန်ရဲ့အဖြစ်ပါပဲနတ်ဖျားအနားယူသွားတဲ့အတွက်ကျမမင်းရဲ့ယုံကြည်မှုကိုလုံးဝသစ္စာရှိစောင့်သိပြီးမြို့သူမြို့သားအားလုံးကိုတေချာပေါက်ဝိုင်းရံပိတ်ဆို့မှုကနေဥဆောင်ခေါ်ထုတ်သွားပါမယ်ကျမမင်းကိုနောက်ထပ်မနှောက်ယှက်တော့ပါဘူးထံမိုဓာနဲ့ကြည်တူးလေးဆိုတာဘာတွေလဲကျွန်တော်စီကိုတက်ပလက်ကမ်းပေးပါကျွန်တော်မင်းကိုသင်ခန်းစာဗီဒီယိုတွေပို့ပေးမယ်ဒါဟာဝရစိန်တန်နဲ့တုံးလုပ်ထားတဲ့အံ့ဩစရာကောင်းတဲ့ဓာတ်သွားပဲတကယ်ကိုထက်မြက်ပြီးခိုင်ခန့်လွန်းတဲ့ကျွန်တော်ဘဝတဝက်လောက်တလုံးတွေကိုထုစစ်လာခဲ့တာဒီလောက်အစွမ်းထက်တဲ့ဓာတ်ရှင်မျိုးတစ်ခါမှမမြင်ဘူးသေးဘူးဒီဝရစိန်တန်ဟာမယုံနိုင်စရာကောင်းလောက်အောင်မာကျောလာတဲ့ထက်ခါတလဲလဲထူရိုက်နေစရာမလိုပဲဒီအတိုင်းတိုက်ရိုက်လက်နက်တွေပြုလုပ်နိုင်တယ်ဗိုလ်ချုပ်ဒီချက်ဝတ်တစားကတကယ်ကိုမာကျောလုံးနဲ့ဓာတ်ရတော့မထင်ဘူးကျွန်တော်တို့မှာလေးလံတဲ့ချက်ဝတ်တစားတွေကိုဝစ်ဆင်ပြီးဓာတ်တွေကိုကင်ဆောင်ထားတဲ့စစ်တီတသိန်းတာရှိရင်ရိုင်းဆိုင်သူတွေကိုနေနေတာတခြားပြည်နယ်6ခုလုံးတောင်ကျွန်တော်တို့ကိုရှင်းနိုင်မှာမဟုတ်ဘူးဗိုလ်ချုပ်ကျွန်တော်တို့စီမှာကြီးတူးလေး100ပဲရှိသေးတယ်ဒါဟာနဲလုံးပါတယ်ဟုတ်ကဲ့ဗိုလ်ချုပ်ကျွန်တော်တို့နတ်ဖျားစီကနေပို့ပြီးတောင်းခံလို့ရမလားမင်းတို့ကပစ္စည်းတောင်းဖို့ပဲတီးကြတဲ့စံကောင်းတွေပဲဖြစ်ဖြစ်ကြီးတူးလေးတွေပဲဖြစ်ဖြစ်နတ်ဖျားကအပြင်မှာကျွန်တော်တို့အတွက်ဝယ်ယူပေးနေရတာမြို့တစ်မြို့လုံးမှာလူဦးရေတသိန်းရှိတယ်နတ်ဖျားနေတိုင်းငွေဘယ်လောက်တောင်သုံးစွဲနေရလဲဆိုတာမင်းတို့တီးကြရဲ့လားမင်းကဘယ်သူလဲဘာလို့ဒီလောက်တောင်ပြင်းထန်တဲ့တန်ရာတွေရထားရတာလဲကျွန်တော်ရဲ့နာမည်ကလူအဆုံဖြစ်ပါတယ်လွန်ခဲ့တဲ့3ရက်ကဗိုလ်ချုပ်ရဲ့အိမ်တော်ကနေကြီးကျက်နှက်ကိုကိုတောင်ကိုဖွင့်လှစ်ခဲ့တဲ့ကြောက်ရွံ့ခိုင်ကမြို့ထဲမှာစံစပါးတွေရှိနေတဲ့တရင်ကိုပေါက်ကြားအောင်လုပ်ချင်နေခဲ့တယ်သူကတိုးဝက်ဥမင်လိုင်းကောင်းတရှိရာနေရာကိုပြောပြဖို့ကျွန်တော်တို့ကိုအတင်းကျပ်နှိပ်စက်ခဲ့တယ်ရိုင်းဆိုင်သူတွေစံစပါးတွေကိုလူရက်တာကနေတားဆီးဖို့အတွက်ကျွန်တော်တို့ဖုံးကွယ်ထားခဲ့ကြတယ်ကျွန်တော်တို့စကားတခုမှမပြောဘဲညှင်းဆန်ခဲ့တယ်ကျွန်တော်တို့2ရက်နဲ့2ညတိုင်တိုင်နှိပ်စက်ခြင်းကိုခံခဲ့ရတဲ့ဝေဟောင်းကတော့လူတင်ပဲအသက်ရှူနေရတော့တယ်ထန်းကြီးသူ့ကိုအခုချက်ချင်းတွားရောက်ဖမ်းဆီးလိုက်ပါဗိုလ်ချုပ်ကြောက်ရွံ့ခိုင်ကလှုပ်ဝက်ဥမင်လိုင်းကောင်းဘယ်မှာလဲဆိုတာတီးသွားခဲ့ပြီးကျန်းကွန်တောင်ဘက်တောင်တန်းစီကိုမြန်သွားပါမင်းတို့သွားရင်အချိန်မီဦးမှာဖြစ်နိုင်ပါတယ်သူအသက်ရှူနေသေးတယ်စစ်ဘက်ဆိုင်ရာဆရာဝန်စုံသူ့ကိုအသက်ကယ်စေအမြန်ပေးလိုက်ပါကျွန်တော်နောက်ကိုလိုက်ခဲ့ကြစာအုပ်ထဲကဒူးလေးကိုယူခဲ့ရလားယူခဲ့ပါတယ်စုတ်ခွာပါဗိုလ်ချုပ်စံစပါးသတင်းကိုဖုံးကွယ်ထားလို့မရတော့ဘူးမနှက်ဖြန်ဒါမှမဟုတ်ဒီနေ့ညတကောင်မှာရင်ရိုင်းဆိုင်သူတွေဟာသူတို့ရဲ့စစ်တပ်အင်အားပြည့်နဲ့ရောက်ရှိလာကြတော့မှဖြစ်ပါတယ်ဗိုလ်ချုပ်ရိုင်းဆိုင်သူတွေလှုပ်ရှားနေကြပြီးသူတို့အခုလီ30ကွာမှာရောက်နေပြီးသူတို့မိနစ်တိုင်းပို့ပြီးနီးက
ကက်လာနေပြီးစစ်တီအားလုံးနားထောင်ကြပါတိုက်ပွဲအတွက်ပြင်ဆင်ကြပါဟုတ်ကဲ့လူ3000ကိုခေါ်သွားပါပြီးတော့လိုင်ကောင်းကိုစောင့်ကြပ်ဖို့အတွက်ဒူးလေးဖွဲ့ကိုခေါ်သွားပါဟုတ်ကဲ့ခင်ဗျာကျန်တဲ့လူတွေအားလုံးမြို့တကားကိုစောင့်ကြပ်ကြပါတလန်းမှနောက်မဆုတ်ကြနဲ့ဘာတွေဖြစ်ကုန်တာလဲကျွန်တော်အခုတင်ငွေတန်း200ကျော်စိုက်ထုတ်ပေးထားတာကိုအခုဇန်ဝန်ကကြာရှုံးတော့မယ်တကယ်တော့မဖြစ်နိုင်တာကျွန်တော်ဒါကိုလက်မခံနိုင်ဘူးခဏဆောင်ပါကျွန်တော်မင်းအတွက်တောင်းတစ်ခုလုံးကိုဖောက်ခွဲဖြစ်ပါမယ်ဦးလေးရှောင်းကျွန်တော်ရမ်းပြီလူအတုပ်လိုက်ဝယ်ခြင်းလို့ပါရောင်းဖို့ရှိပါသလားရှောင်းဖမ်းမင်းဘာလို့ကျွန်တော်စီကိုရုတ်တရက်ကြီးဖုန်းဆက်တာလဲမင်းဘဲဆောက်အောင်ကိုဖြိုးဖျက်မလို့လဲရမ်းပြီလူတွေကမှတ်ပုံတင်ဖို့နဲ့တရားဝင်ခွင့်ပြုချက်ရယူဖို့လိုအပ်ပါတယ်ဦးလေးကျွန်တော်ဘဲဆောက်အောင်ကိုမှဖြိုးဖျက်မှာမဟုတ်ပါဘူးကျွန်တော်မှာတောင်းတစ်ခုလုံးကိုဖောက်ခွဲဖြစ်ဖို့လုံလောက်တဲ့ရမ်းပြီလူပမာဏအမြောက်များလိုအပ်နေလို့ပါကျွန်တော်ဈေးကွက်ပေါက်ဈေးထက်ငါးစားပေးပါမယ်ဦးလေးမဖြစ်နိုင်တာမင်းဘာတွေရှောက်လုပ်နေတာလဲကောင်းလေးတကယ်လို့ဦးလေးညှင်းဆန်နေဦးရင်ဆဲစားပေးပါမယ်ကျွန်တော်မီရှူမီပန်းတွေတွားဝယ်ပြီးကိုဘာသာကိုရမ်းပြီလူတွေလှုပ်လိုက်ပါမယ်ကောင်းပြီဦးလေးမင်းအတွက်အတုပ်လိုက်ရှာပေးပါမယ်ဒါပေမဲ့မင်းဒါကိုတရုတ်နိုင်ငံအတွင်းမှာမသုံးပါဘူးလို့ကတိပေးရမယ်ဒါနဲ့ဘသူကိုမှမထိခိုက်စေပါနဲ့တကယ်လို့တခုခုမှားယွင်းသွားရင်မင်းတာဝန်အားလုံးယူရမယ်သဘောတူတယ်ဒါတွေအားလုံးကချိုးရင်းချက်ရှိလို့ပြန်အန်းထားတဲ့ပစ္စည်းတွေပဲတောက်တစ်ခုလုံးကိုဖောက်ခွဲပစ်ဖို့လုံလောက်တင်ပါတယ်တကယ်လို့မင်းပြဿနာအစ်အမှန်နဲ့ရင်ဆိုင်ရရင်ကျွန်တော်ကိုဆွဲမထည့်ပါနဲ့နားလည်ပါပြီဦးလေးကျွန်တော်အားလုံးယူပါမယ်ကျွန်တော်ဘယ်လောက်ပေးရမလဲငွေတန်း20သဘောတူတယ်ကျွန်တော်အခုပဲငွေလွှဲလိုက်ပါမယ်ကျွန်တော်ချက်ချင်းလှုပ်ဆောင်လိုက်ပါမယ်လုံလောက်တဲ့ရမ်းမုံတွေကလှို့ဝက်ဦးမြင်လိုင်ကောင်းကိုတေချာပေါက်ဖောက်ခွဲပစ်နိုင်လိမ့်မယ်ရမ်းမုံတွေကိုဖြစ်တင်းတဲ့အခါတကယ်ကိုဂရုစိုက်ကြပါတကယ်လို့ဒီပစ္စည်းတာအမှန်တကယ်ပေါက်ကွဲသွားရင်မင်းတို့အားလုံးကိုတပြိုင်နက်တည်းအသက်ပြောက်သွားစေလိမ့်မယ်ကျွန်တော်ဒါကိုထက်မြက်အောင်တွေးနေတဲ့စစ်တီတယောက်ဟာနက်ဖျားလှုပ်ဆောင်နိုင်တဲ့အံ့ဩစရာအကောင်းဆုံးအရာလို့ထင်ခဲ့တာဒါပေမဲ့မိုးတိမ်တွေစီထိမြင်မာလာတဲ့ဒီမိုးပြန်အဆောက်အုံကြီးဟာကြီးမားတဲ့ပောက်ကွဲတန်ကြီးနဲ့တူဖုံးမုံတွေဖြစ်ပြိုကျပျက်စီးသွားတာကိုမြင်လိုက်ရတဲ့အခါနက်ဖျားရဲ့လက်နက်ဆန်းတွေဟာဒီထက်မကပိုပြီးစွမ်းအားကြီးမားတယ်ဆိုတာကျွန်တော်သဘောပေါက်သွားခဲ့တယ်ဗိုလ်ချုပ်တာဟာတကယ်နက်ဖျားရဲ့လက်နက်ဆန်းပဲမျက်တောင်တစ်ခတ်တွင်းမှာတင်ရန်သူထောင်ပေါင်းများစွာကိုတက်ဖြတ်နိုင်တဲ့ရိုင်းဆိုင်းသူ3သိန်းဆိုတာဘာမှမဟုတ်တော့ဘူးတစ်ချက်တည်းနဲ့တင်သူတို့ရဲ့နှလုံးသေးပုတ်တွေကို6လန့်ပစ်ဖို့လုံလောက်တယ်ကျွန်တော်နက်ဖျားစီကနေရန်မုံတွေပေးသနာဖို့တောင်းခံပါတယ်ဒါဟာကြည်တူးလေးထက်အစာပေါင်းများစွာပိုပြီးစွမ်းအားကြီးမားပါတယ်နက်ဖျားရဲ့ကဘာမှာတော့နေရာတိုင်းမှာမြင်မာတဲ့အဆောက်အုံတွေရှိနေပြီးလူတွေဟာမိုးတိမ်တွေပေါ်မှာနေထိုင်ကြတယ်လမ်းမတွေဟာလည်းကားများပြားဘေးချင်းရှင်မောင်းနေနိုင်လောက်အောင်ကျယ်ဝန်းလာပါတယ်ဒီတန်တစ်တာတွေဟာအမြန်ဆုံးမြင့်ထက်တောင်ပိုပြီးမြန်ဆန်စွာခုန်မောင်းနိုင်ကြပါတယ်နက်ဖျားနဲ့ကျွန်တော်တို့ကြားကကွာဟချက်ကနည်းနည်းလေးမကပါဘူးစုပ်လိုင်ကောင်းဝကိုကျွန်တော်နဲ့အတူလိုက်ခဲ့ပါကြံတဲ့လူတွေအားလုံးမြို့တကားကိုစောင့်ကြကြပါကျွန်တော်တို့ဒီကိုရောက်ပါပြီဗိုလ်ချုပ်လိုကာမြို့ကိုလာတိုက်ခိုက်နေပါတယ်မြို့ထဲမှာရင်းနဲ့ရိတ်ခါတွေရှိနေတယ်ကျွန်တော်တို့ကျန်းလင်ရှူကိုတိမ့်ပိုက်နိုင်တဲ့၍ကျွန်တော်ဟာမိုဘီရဲ့ဘရင်အစ်စ်ဖြစ်လာလိမ့်မယ်အားလုံးဝင်နေကြပါအိုးမကောင်းတော့ဘူးတခင်လေးငလင်လုံနေတဲ့လိုင်ကောင်းပြိုကျသွားပြီးလူတစ်တောင်းအတင်းဝင်ရောက်သွားကြတယ်ရှစ်ထောင်ကတော့အဲ့ဒီနေရာမှာတင်အရှင်လက်လက်မြေမြုပ်ခံလိုက်ရတယ်ကျန်တဲ့လူတွေကတော့ထိခိုက်ဒဏ်ရာရကုန်ကြတယ်စစ်တပ်တစ်ခုလုံးပြုံးတီးသွားရပြီးလူရွံမင်းကိုကျွန်တော်အစိမ့်လိုက်ဝါစားပြစ်မယ်လို့ကြိတ်ဆိုတဲ့တခင်လေးကျွန်တော်တို့ဒီနေ့မတိုက်ခိုက်တင်ဘူးကျွန်တော်တို့စီမှာရာသီဥတုအခြေအနေလည်းမရှိဘူးမြေပြင်နေထားလည်းမရှိဘူးလူထုအင်အားလည်းမရှိဘူးကျွန်တော်တို့စီမှာ3မျိုးလုံးမရှိပါဘူးကျွန်တော်တို့တပွဲမှာတော့မနိုင်ရသေးဘူးအခုစစ်တီတတောင်းဆုံးရှုံးသွားပြီးဒါဟာနိမိတ်မကောင်းဘူးစစ်တပ်ကိုထပ်ပြီးမလွတ်ခင်ငလေးရက်သွားတဲ့အထိစောင့်ကြရအောင်မြို့ထဲမှာရေနဲ့ရိတ်ခါတွေအများကြီးရှိနေတယ်တကယ်လို့ကျွန်တော်တို့ကျန်းကွယ်ရှုကိုမသိမ့်ပိုက်နိုင်ရင်ကျွန်တော်တို့လူတွေဟာအနည်းနဲ့အမြန်ရေငက်ပြီးငက်ပြက်တည်ဆုံးကြလိမ့်မယ်3ရက်အတွင်းမှာကျွန်တော်ဘာပဲဖြစ်ဖြစ်ကျန်းကွယ်ရှုကိုသိမ့်ပိုက်မယ်အကြီးကျယ်ဆုတ်ခွာသွားကြပြီးတကယ်လို့သူတို့နောက်မဆုတ်ခဲ့ရင်ကျွန်တော်တို့သူတို့ကိုအစနဲ့မကြံဖောက်ခွဲပစ်လိုက်မှာနိုင်ကောင်းဝါမှာရိုင်းဆိုင်သူစစ်သားတွေအများကြီးရှိနေခဲ့တာအခုတော့သူတို့အားလုံးတောင်အောက်မှာမြေမြုပ်ခံလိုက်ရပြီဟာဒါဟာတကယ်ကိုစိတ်ကျေနပ်စရာကောင်းလာတယ်နက်ဖျားဖြိုးဖျက်မှုကအောင်မြင်သွားခဲ့ပြီးရိုင်းဆိုင်သူတွေဆုတ်ခွာသွားကြပြီးကျွန်တော်တို့လူတွေတယောက်မှထိခိုက်ဒဏ်ရာရတာဒါမှမဟုတ်တေဆုံးတာမရှိဘူးကျွန်တော်တို့နိုင်ပြီးလူစစ်တပ်အနိုင်ရရှိခဲ့ပြီးတဦးတယောက်မှဒဏ်ရာမရခဲ့ဘူးခဏဆောင်ပါဦးကျွန်တော်မင်းတို့အတွက်ညနေစာတရေစာအချို့ယူလာပေးပါမယ်ပြီးတော့တွဲတောက်ဖို့ဘီယာအချို့လည်းပါဝင်ပါတယ်အောင်ပွဲခံပွဲတော်တစ်ခုကျင်းပကြရအောင်နက်ဖျားဗိုလ်ချုပ်ကြီးများနဲ့စစ်တီတို့ကျွန်တော်တို့ဒီညမျိုးကိုဆက်ပြီးစောင့်ကြရအောင်ပါမင်းအနေနဲ့ဒီလိုဒုက္ခတွေအများကြီးခံနေစရာမလိုပါဘူးဒုက္ခဟုတ်လားအတိတ်ပဲမရှိတာကျွန်တော်စကားကိုဝါထောင်ပါကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဒီပွဲတော်ကိုကျင်းပမှာပါအားရပါရစားကြပါဒါဟာတကယ်ကိုကောင်းလွန်းလာပါတယ်ဒါဟာအရသာအလွန်ရှိလာတယ်ကောင်းကင်ဘုံကငကားသားတောင်မှဒီထက်အရသာမရှိနိုင်ဘူးသူတို့ကိုနက်ဖျားလို့ခေါ်တာမဆန်းပါဘူးတကယ်ကောင်းတယ်ခဏဆောင်ပါဦးဒါဟာချုံမြင်ပြီးတကယ်ကိုလန်းဆန်းစေပါတယ်တယောက်ကိုတပလင်းစီပဲရမယ်မူးအောင်မတောက်ကြနဲ့အလွန်ကောင်းတဲ့အရက်ပဲတကယ်ကိုအချိန်တက်စေတယ်ကျွန်တော်ဒီလောက်ပြင်းတဲ့အရာကိုမတောက်ရတာကြားလာပြီးတကယ်လို့နက်ဖျားတာမရှိရင်ကျွန်တော်တို့ရဲ့သားလေးဟာလွန်ခဲ့တဲ့အချိန်ကတည်းကငက်ပြက်တည်ဆုံးသွားလောက်ပြီးသွားစရာလည်းမရှိပဲပိတ်မိနေတဲ့အဲ့ဒီမျောလင်းချက်မဲ့တဲ့ခံစားချက်မျိုးကိုကျွန်တော်တို့ရဲ့ဘဝမှာဘယ်တော့မှထပ်ပြီးမခံစားကျင်တော့ဘူးကျွန်တော်တို့ရဲ့သားလေးကဝတ်တုတ်လာခဲ့ပြီးသူဟာနေတိုင်းကျွန်တော်တို့အတွက်ကောင်းမွန်တဲ့အစားအစာတွေယူလာပေးမှာကိုစောင့်မျှော်နေတတ်တယ်အခုချိန်ကစပြီးကျွန်တော်တို့ရဲ့အသက်ဟာဗိုလ်ချုပ်နဲ့နက်ဖျားအတွက်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သမီးနှစ်ယောက်စလုံးဟာအဲ့ဒီအချိန်တုန်းကတေးလူနီးပါးဖြစ်ခဲ့ရတာတကယ်လို့ဘူးပိတ်ထမင်းဘူးတွေဒါမရှိရင်သူတို့ဒီအထိရောက်လာနိုင်မှာမဟုတ်ဘူးဗိုလ်ချုပ်ကျွန်တော်မင်းကိုဂုဏ်ပြုပါတယ်ကျွန်တော်နေပြီးတော့ကိုပြန်ကျင်တယ်ကျွန်တော်တို့ရဲ့မိခင်မှာစားစရာရိတ်ခါတွေကြံသေးရလားဆိုတာတော့ကျွန်တော်မသိဘူးကျွန်တော်သူမကိုလွှမ်းမိတယ်ငါမင်းတို့ရဲ့ဗိုလ်ချုပ်အနေနဲ့မင်းတို့အားလုံးကိုနေပြီးတော့စီဘေးကင်းလုံခြုံစွာတေချာပေါက်ပြန်ပို့ပေးပါမယ်နက်ဖျားပေးသနာထားတဲ့ရန်ပီလူတွေနဲ့ជីတူးလေးတွေအပြင်အဆုံးမရှိတဲ့ရိတ်ခါနဲ့ရေတွေရှိနေလို့ကျွန်တော်တို့တေချာပေါက်အောင်ပွဲခံရလိမ့်မယ်ကျွန်တော်တို့အနိုင်ရလိမ့်မယ်နက်ဖျားရဲ့ကဘာမှာလာမင်းကြီးကဘလို့ပုံစံမျိုးရှိမလဲဆိုတာကျွန်တော်သိချင်မိတယ်တကယ်ကိုလှပလုံးပါတယ်ဆက်ပြီးစူးစမ်းကြပါကျွန်တော်ရဲ့လှပတဲ့အမျိုးသမီးဗိုလ်ချုပ်ကြီးကိုကာကိုလာကတောက်လို့ကောင်းရဲ့လားတကယ်ကောင်းပါတယ်ကျွန်တော်ဘဝမှာအမြဲတမ်းလှုပ်ချင်ခဲ့ပေမဲ့ဘယ်တော့မှမလုပ်နိုင်တော့မဲ့အရာတစ်ခုရှိခဲ့တယ်ဒီနေ့မင်းကိုဒီကိုကာကိုလာပေးလိုက်ရတာကကျွန်တော်ရဲ့အိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်လိုက်ရတယ်လို့ပါပဲအဲ့ဒါကဘာလဲယူရွံအနေနဲ့မင်းကိုကူညီပေးနိုင်မဲ့အရာမျိုးလားနက်ဖျားကျွန်တော်မှာကလေးဘဝတုန်းကအိမ်မက်တစ်ခုရှိခဲ့ဘူးတဲ့ဈေးဘရင်ချင်းရှိဟွမ်စီကိုကပမြေပုံတစ်ခုပို့ပေးချင်ခဲ့တာကဘာကြီးကလုံးဝနဲ့ဆိုတာကိုသူ့ကိုသိစေချင်ပြီးတရုတ်ပြည်အပြင်တခြားနိုင်ငံများကြီးရှိသေးတယ်ဆိုတာကိုပြောပြချင်ခဲ့တာသူ့ရဲ့တမ်မနီစစ်တပ်ကြီးဟာဥရောပအထိတောင်ချီတက်သွားနိုင်ခဲ့လိမ့်မယ်ပြီးတော့ကျွန်တော်ဟော်မူလန်စီကိုလည်းကိုကာကိုလာတပလင်းနဲ့ဘောလုံးတစ်လုံးပို့ပေးချင်ခဲ့သေးတယ်သူမစစ်တပ်ထဲဝင်တော့ကတကယ်ကိုငယ်ရွယ်လုံးသေးတာပျော်ပျော်ပပနေချင်တဲ့အရွယ်ပဲသူမသားဆိုရင်ကိုကာကိုလာနဲ့ဘောလုံးကိုတေချာပေါက်သဘောကျမှာပဲချင်းရှိဟွမ်ဟုတ်လားကျွန်တော်ဘာလို့သူ့အကြောင်းတစ်ခါမှမကြားဘူးရတာလဲယူယွန်လည်းမသိဘူးပြီးတော့ဟော်မူလန်ဆိုတာဘယ်သူလဲမင်းသူမကိုအများကြီးသဘောကျလာလားနက်ဖျားရိတ်ခါစံပိတာ3တန်းရေပေးကယ်ဆယ်ရေးပစ္စည်းများအိုးဒါဟာစုစုပေါင်းငွေတန်း10ကျော်ဖြစ်နေပြီကျွန်တော်တို့ကုန်ပစ္စည်းတွေထပ်ပြီးဖြည့်တင်းရအောင်မလားဟုတ်ကဲ့ဆက်ပြီးပို့ဆောင်ပေးပါစကားမဆက်အချုပ်ဆက်အချို့လဲလိုချင်ပါတယ်ခြေနင်းနဲ့မောင်းရတဲ့အမျိုးအစားလားတစ်လုံးကိုငွေ100နှုန်းပြီးတော့အချုပ်အတက်တာဒါဇင်အချို့စုစုပေါင်းအားလုံးအတွက်ငွေ2000ဖြစ်ပါတယ်
ပါတယ်ကျေးဇူးပြုပြီးအားလုံးကိုဒီစီတို့တင်မောနဲ့ပို့ပေးပါပို့ပေးတဲ့ငွေကတော့မင်းရဲ့ပင်ပန်းရကျိုးအတွက်ဖြစ်ပါတယ်ပထမဆုံးကုန်တင်ကားကတန်ချိန်60တင်ဆောင်ထားတယ်ဒုတိယကုန်တင်ကားကတန်ချိန်55တင်ဆောင်ထားတယ်ကုန်တင်ကား10စလုံးစုစုပေါင်းတန်ချိန်350ရှိပါတယ်ကျွန်တော်တို့စီမှာဖျဲသီးပိတာအနေငယ်ရာကနန်းလောက်ကျန်သေးတယ်မတ်မွန်တီစီတီဟင်းသီးဟင်းရွက်များလူရွံဖျဲသီးတွေရောက်လာပြီးဒါတွေကတောင်ငယ်လေးတစ်ခုလိုတောင်ပုံနေပြီးစောစောတုန်းကတော့လူတွေဟာညစာအတွက်တယောက်ကိုတစ်စိတ်စီပဲရကြတာအခုတော့ကျွန်တော်တို့ထမင်းစားတိုင်းတစ်စိတ်စီစားနိုင်ပြီးအားလုံးကုန်သွားဖို့ရက်ပေါင်းများစွာကြာဦးမှာပဲကျန်တဲ့အရာတွေကိုတိုးလောင်ဖို့အတွက်မြေအောက်ခန်းတစ်ခုတူးလိုက်ကြပါပြီးတော့လူတိုင်းကိုအိမ်ပြန်ရင်ဖျဲသီးနှလုံးစီယူသွားခိုင်းလိုက်ပါတကယ်လို့ကျွန်တော်တို့မြင်မြင်မစားရင်ဒါတွေပုတ်တိုးကုန်လိမ့်မယ်ဒါတွေကတကယ်ကိုကြီးမားပြီးချုံမြင်လွန်းလာတဲ့